အိန္ဒိယလင်းမယ်တွေကဘလောက်တောင်ရဲကန်းလဲဆိုတာကြည့်ပါအောင်လားဗျာသူတို့ကရွှေတုံးတွေကိုအပူချိန်အမြင့်ကြီးနဲ့အရင်ဆောင်အရေးဖြောပြကြတယ်ပြီးတာနဲ့အဲ့ဒီအရေးဖြောရွှေတွေကိုကြိုတင်ပြင်ဆင်ထားတဲ့ဘူးခွာနေထဲလောင်းထည့်လိုက်ကြတယ်အရေးခန့်လိုက်တော့ရွှေတွေကရွှေလုံးသေးသေးလေးတွေအများကြီးဖြစ်သွားတော့တာပဲလူမရိပ်မိအောင်အဲ့ဒီရွှေလုံးလေးတွေကိုချောကလက်ရည်တွေနဲ့ဖုံးအုပ်ဖြစ်လိုက်ကြတယ်လုံးဝချောက်သွားတဲ့အခါကျတော့ချောကလက်လိုဖြစ်အောင်ရွှေရောင်စက်ကူပြားတွေနဲ့ထားထုတ်ကြတယ်အဲ့လိုနဲ့ချောကလက်အတွင်းယူထားတဲ့ရွှေစစ်တပူအောင်မြင့်ဖြစ်သွားတာပေါ့ပြီးတော့မှဒီရွှေချောကလက်တွေကိုပါဝင်ပတ်သက်တဲ့သူ၃ယောက်ရဲ့ခရီးဆောင်အိတ်တွေထဲဖွက်ထားလိုက်ကြတယ်ပြီးတာနဲ့သူတို့လည်းရဲရဲတင်းတင်းပဲလေစိတ်ကိုအလုတ်သွားလုပ်ကြတာပေါ့သူတို့၃ယောက်ကလေရဲမဲ့တွေဆိုတော့လုံကြုံရေးတွေကလည်းတိတ်အသေးစိတ်မစစ်စေတော့ဘူးပေါ့သူတို့လည်းတညတဲ့တတိထဲတော့မယ်လို့ထင်နေကြတာပေါ့ဒါပေမဲ့လေရင်ဘော်ကဆင်းချင်းမှာပဲလုံကြုံရေးအရာရှိတယောက်ရဲ့မျက်စိထဲကိုဝင်သွားတော့တာပဲအမျိုးသမီးတယောက်ကတော့လက်ဖြန်သွားပြီးစိတ်ငြင်းသွားအောင်ဆိုပြီးစေးတစ်မျိုးကိုအမြန်ကောက်မျိုးချလိုက်တယ်သူတို့လည်းစိတ်ကိုအတင်းတင်ငိမ်အောင်ထားပြီးလုံခြုံရေးကိတ်ဘက်ကိုရှောက်သွားကြတယ်။ကံကောင်းစွာနဲ့ပဲလုံခြုံရေးတွေကဘာမှမသိကတော့သူတို့လည်းအန်ဒီရဲကနေကပ်ပြီးလွတ်မြောက်သွားခဲ့ရတယ်။မကြခင်မှာပဲသူတို့၃ယောက်ကရွှေတွေနဲ့အကျူအယောင်အဝယ်လုပ်မဲ့နေရာကိုရောက်ရှိသွားကြတယ်။ဝယ်သူကလည်းပစ္စည်းစစ်ဆေးပြီးအယောင်တဘောကြတာနဲ့ချက်ချင်းပဲငွေချေပေးလိုက်။ဒါပေမဲ့နောက်တစ်ခါရွှေခိုးထိုးကိုစ조사ပြန်တော့မမျော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံရပြန်ရော။ဒီတစ်ခါတော့လုံခြုံရေးတွေကသူတို့ကိုချက်ချင်းပိတ်ပြီးခရီးဆောင်အိတ်တွေကိုစစ်ဆေးတော့တာပါပဲ။